အားလုံးပဲမင်္ဂလာပါ GK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်ခု share ပေးခြင်းနဲ့ set လိုက်ရတော့ကျွန်တော်ဒီ mini punch ဂျိုလေးနဲ့ကျွန်တော်လုံးရမယ် exercise အများကြီးထဲမှာကျွန်တော်5မျိုးကျွန်တော်လုပ်ပြပေးတော့ဖြစ်ပါတယ်အဲတော့ကျွန်တော်လည်းဒီချက်လောက်လိုက်ကြည့်လိုက်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစုံကြည့်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ GK Football Channel လေးကို like and subscribe လုပ်ပြီးတော့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော် comment အောက်မှာကျွန်တော် link လေးချလာပေးမှာဖြစ်ပါတယ် like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်